အခုလိုမျိုးနိုင်ငံခြားရောက်နေတဲ့ဗမာတွေအနေနဲ့ဆိုလို့ရှိရင်လည်းငပိကိုအ ਨੇ ဆုံးလေးချင်ကန်ဆက်အဲ့လိုရတာလေးငပိမပါဘူးဆိုလို့ရှိရင်မစားတတ်ဘူးဖြစ်တယ်လို့မျိုးညီမ With you the sun is shining 24/7 'Cause when we're together it feels like we're in heaven If it will get dark you'll be my million stars I know I can lean on you Hello အားလုံးပဲမင်္ဂလာပါညီမနာမည်ကဖြစ်စင်ပါ WH Channel ကနေကြိုဆိုလိုက်ပါတယ်ညီမအခု London Borough Market ရဲ့ Original British Cheese ကိုဒီနေ့ try ကြည့်မယ်စားကြည့်ပြတဲ့အချိန်မှာအဲ့ဒီ cheese အရသာကညီမတို့ဗမာအစားအစာဘယ်ရသာလေးနဲ့ဆင်မလဲဆိုတာကိုပြန်လဲပြောပြပေးမယ် Okay ဆိုတော့ let's go The way you make me feel is so good baby So good so good Every single day we spend upon Need a receipt? Yes please Baby take my hand hold it tight just So how many years that you've been open this store? About 16 years. Wow, Yeah, long that's time. It's a long time. So you're the first that's opened the store since that one, time. yeah. All right. So- So this one is your favorite of the time as well. My favourite. All right. So what is the first thing when this pop up in your mind when you first opened the store? Because they just originated It's not from. my stall. I just okay. work here. Ah, I've right. worked here for 5 years. Okay. But you know everything about this cheese. Make this kind of feeling never felt so Weird. အခုဒီဇင်ဝါလာရဲ့ cheese ကသူ့အနံ့စဖွင့်လိုက်ခဲ့ရတော့လူနံလေးကိုတင်းနေရပဲပေါ့နော်အရသာကလည်းဘယ်လိုပြောရမလဲfresh creamy ဖြစ်တယ် cheese ဆိုတဲ့အတိုင်းသူ့ရဲ့ခါတက်တက်အရသာလေးရတယ်ဒါပေမဲ့ဒီဟာကို try ပြတဲ့အချိန်မှာဘယ်အစားအစာကိုယ့်ရဲ့ဗမာပြည်ကဘယ်အစားအစာကိုတတိယသွားလဲဆိုတော့ဥပမာဒီ cheese ဆိုလို့ရှိရင်သူဒီမှာရေးထားတာကပေါ့နော်တက်တန်းအနေနဲ့9လကနေ9လလောက်ထိသူတေချာထားပြီးတော့မှဒီ final product ဒီ cheese ရလာတာပေါ့နော် I really love this because it's totally different with this Yes. one. It's a little salty. It's got the calcium crystals in that one from the cheese. Okay. that is. That's why. This is quite little bit. It's quite creamy. Okay. And it melts beautifully. Okay. So enjoy it. Thank you very much. Baby take my hand hold it tight just like you do Feels so good so good မတို့ဘာပြငပြရဆိုလို့ရှင်လဲဆက်စချင်းတိတ်ထားတယ်9နှစ်တင်နေဖိုင်နဲ့တိတ်ထားပြီးတဲ့အချိန်မှာအသက်တန်းကကြာလာလေသူ့အရသာပို့ပြီးစိတ်ဝင်လာပြီးတော့အရသာပိုကောင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့လူတွေကဒီဗမာပြည်မှာဆိုလို့ရှင်လဲငပိကိုကြာထားလေးရှိရဲကြာထားမှအရသာပိုကောင်းတယ်ပြီးတော့ဒီငပိရဆိုရင်ညီမတို့ဘယ်နေရာရောက်ပေါ့နော်ဗမာလူမျိုးတွေရဲ့ဒီဟင်းပွဲတိုင်းထမင်းဝိုင်းမှာမပါမဖြစ်ပဲပေါ့နော်အခုလိုမျိုးနိုင်ငံခြားရောက်နေတဲ့ဗမာတွေအနေနဲ့ဆိုလို့ရှိရင်လည်းငပိကိုအ ਨੇ ဆုံးလေးချင်ကန်ဆက်အဲ့လိုရတာလေးငပိမပါဘူးဆိုလို့ရှိရင်မစားတတ်ဘူးဖြစ်တယ်လို့မျိုးဒီ British cheese ကပေါ့နော်ဒီစင်းနဲ့သူတို့ရဲ့ဒီ British ပဲဖြစ်ဖြစ် European သူတို့ဒီအနောက်တိုင်းသားတွေရဲ့မရှိမဖြစ်အစားအစာတစ်ခုလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဗမာတွေရဲ့ညီမတို့အစားအစာငပိကဆိုလို့ရှိရင်လည်းဒီညီမတို့ဗမာဟင်းပွဲတွေအတွက်မရှိမဖြစ်ဟင်းပွဲတစ်ခွက်ပဲဖြစ်တယ်ပေါ့နော် And I know it's true The way you make me feel is so good baby ခုနကညီမပြောသလိုပေါ့နော်သူ့ရတာလေးကရှာရဲမှာတစ်စက်ကိုက်လိုက်တာနဲ့အဲ့လိုပျော့အီးလေးဝင်သွားတာဆိုတော့ညီမတို့ရဲ့ဒီအုံတို့တာကူပေါ့ဗမာပြည်အုံတို့တာကူရဲ့အပေါ်ထိတ်နာလေးကိုက်လိုက်ရသလိုမျိုးသူကအီးလေးဝင်သွားတယ်ဒါပေမဲ့စားပြီးတဲ့အခါရှာရဲမှာပျော်ဝင်သွားပြီးတော့အရသာကြံခဲ့တာကြောင့်ရှာရဲမှာဒီခတ်တက်အရသာလေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဗာလီနဲ့သွားတူမလဲဆိုတော့ပြည်စနို့ဂွေတော့ရဟင်းချိုတောက်ပြီးတဲ့အခါကျလို့ရှိရင်ခတ်တက်အရသာလေးရှာပြားထဲမှာကြံခဲ့သလိုမျိုးလေးပေါ့အဲ့လိုမျိုးလေး feeling လေးရတယ်ဒါကြောင့်အခုဒီ
cheese ကိုစားပြီးတဲ့အချိန်မှာခံစားရတဲ့ feeling လေးပေါ့နော်ဘယ်လိုခံစားချက်လေးပဲရတာလေးဖြစ်သွားတယ်ဆိုတာမျိုးပြီးတော့အခုဒီပြိတ္တထဲမှာရောဒီလိုမျိုး cheese ကို try ပြီးတဲ့အချိန်မှာဒီထဲမှာဘယ်လိုခံစားချက်မျိုးလေးကြံခဲ့တယ်အရသာလေးကဖြစ်စေခံစားရတဲ့လိုမျိုးလေးပဲတူသလားဆိုတာလေးတစ်ချက်လောက်ပြောပြပါအောင်